သူကငါအလုပ်တွေရှုံနေလို့အိမ်ကိုရက်အနေငယ်ပြန်မလာနိုင်သေးဘူးမင်းတို့နှစ်ယောက်ပဲကိုဘာသာကိုဂယုစိုက်ကြတော့လို့ပြောပါတယ်လန်ကစိတ်ပြက်လက်ပြက်နဲ့အမေဆုံးသွားကြတဲ့ကကျမတို့နားမှာရှိပေးမယ်လို့အဖေကတိပေးခဲ့တာလေဒါပေမဲ့အဖေကအမြဲတမ်းအပြင်မှာပဲကျမတို့နေတိုင်းအတင်စားစားတွေပဲစားနေရတယ်အိပ်ရထားလဲနောက်ကြတယ်အခုလဲနောက်ထပ်ကလေးတစ်ယောက်ကိုပါကျမတို့နဲ့လာထားခိုင်းပြန်ပြီလားလို့ပြန်ပြောတော့ဒေါက်တာကျန်းကတက်ပြင်းချလိုက်ပါတယ်ငါတူတေသနာတွေမကြခင်ပြီးတော့မှာပါပြီးရင်ပြန်လာခဲ့မယ်ပြီးတော့မင်းတို့အတွက်အထူးလက်ဆောင်တစ်ခုလည်းပို့ထားတယ်ရပြီလားလို့မေးပါတယ်ဘေးကမျက်မှောင်ကျုပ်ပြီးအဖေလက်ဆောင်တွေကအမြဲတမ်းအသုံးမဝင်တာတွေပဲကျွန်တော်တို့မလိုချင်ဘူးလို့ပြောပေမဲ့ဒီတစ်ခါမှတော့ဒေါက်တာကျန်းရဲ့လေတံကတည်ကြည်သွားပါတယ်ဒီလက်ဆောင်ထဲမှာငါရဲ့နှစ်ပေါင်းများစွာသူတေသနာပြုချက်တွေပါဝင်တယ်တနေရာမှာလုံကြုံတိမ့်ထားပါလို့ဆိုပါတယ်လန်နဲ့ဘေးကတော့သူတို့အဖေဟာနောက်ပြောင်နေပြန်ပြီလို့ထင်ပြီးရေမောနေကြပါတယ်ဒီလက်ဆောင်ကမကြခင်မှာအရာအလုံးကိုပြောင်းလဲပစ်တော့မယ်ဆိုတာသူတို့မသိကြပါဘူးအဲ့ဒီအချိန်မှာပဲလက်နက်ကင်တစုဟာဒေါက်တာကျန်းရဲ့တက်ခွဲခန်းစီကိုဦးတည်လာနေကြပါတယ်တစ်ချိန်တည်းမှာပဲလန်တို့အိမ်ရဲ့လူခေါ်ဘဲတန်မြည်လာပြီးရှောင်းယူရောက်ရှိလာပါတယ်လန်နဲ့ဘေးတို့ဟာရှောင်းယူကိုအကျိုးဆိုရင်းအလုရှုံနေကြပြီးမိုင်ပေါင်းများစွာအကွာဝေးမှာဘာတွေဖြစ်နေတယ်လဲဆိုတာမသိကြပါဘူးတစ်ဖက်မှာလည်းလူမိုက်တွေဟာတက်ခွဲခန်းထဲကိုအတင်းဝင်ရောက်ပြီးဒေါက်တာကျန်းကိုဖမ်းဆီးလိုက်ပါတယ်အဲ့ဒီလိုဖမ်းလိုက်တဲ့အတွက်ဗီဒီယိုကော်လည်းပြတ်တောက်သွားပါတယ်သူတို့ဟာဒေါက်တာကျန်းကဘာကိုလှုပ်ဝက်ထားတဲ့ Toy 9လို့ခေါ်တဲ့ထိပ်တန်းလှုပ်ဝက်စီမံကိန်းကိုရှာဖွေနေကြတာပါလူမိုက်တယောက်ကစပွဲကိုလက်သီးနဲ့ထုပြီး Toy 9ဘယ်မှာလဲလို့အော်ဟစ်မေးမြန်းပါတယ်ဒေါက်တာကျန်းကတော့အေးအေးဆေးဆေးပဲ Toy 9ဆိုတာညံရည်တူးပါတဲ့ကစားစရာအယုတ်လေးတက်တက်ပါဘာမှထူးခြားတာမရှိပါဘူးငါကလေးတွေအတွက်ပဲငါလုပ်ပေးထားတာပါလို့ညင်သားစွာပြန်ဖြေပါတယ်ဒါပေမဲ့သူတို့ကမယုံကြပါဘူးလူမိုက်တွေကဒေါက်တာကျန်းကိုအရက်ဆက်ဆုံးစတင်ရိုက်နှက်ကြပေမဲ့သူကတော့ဘာမှမပြောဘဲတောင်းခံထားပါတယ်သူတို့တက်ခွဲခန်းကခက်ထရီမှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါဒေါက်တာကျန်းက Toy 9ကိုသူ့အိမ်ကိုစာတိုက်ကနေပို့လိုက်ပြီဆိုတာသိသွားကြပါတယ်သူတို့ခေါင်းဆောင်မစ္စတာရှန်ကခဲနဲ့တယ်လာကိုအဲ့ဒီပါဆယ်ထုတ်ကိုချက်ချင်းသွားယူဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီညမှာပဲကေနဲ့ဒီလာတို့ဟာရုပ်ဖြတ်ပြီးဒေါက်တာကျန်းအိမ်ရှိမှာကားရက်ပြီးစောင့်နေကြပါတယ်အိမ်ထဲမှာတော့ရှောင်းယူကတရားထိုင်ဖို့စူးစမ်းနေပေမဲ့ဘေးရဲ့ဗီဒီယိုဂိမ်းဆော့တန်တွေကြောင့်အာရုံပြတ်နေပါတယ်လာလေကျွန်တော်နဲ့အတူတူဆော့ရအောင်လို့ဘေးကခေါ်တော့ရှောင်းယူကတိုးဆုံနေပြီးမှဝင်ဆော့ပါတယ်မကြခင်မှာပဲသူတို့နှစ်ယောက်ဟာညီကိုရီလိုရေမောပျော်ရွှင်နေကြပါတယ်လန်ကသူ့အခန်းထဲကနေစူညံတန်တွေကြားရလို့ဒေါသတကြီးဝင်လာပါတယ်ဒါပေမဲ့သူဝင်လာတာနဲ့ကောင်လေးနှစ်ယောက်ကဂိမ်းကိုချက်ချင်းပိတ်ပြီးအိပ်ပျော်ခြင်းဟန်ဆောင်နေကြပါတယ်အပြင်ကကားထဲမှာတော့ကေနဲ့ဒီလာတို့ကနောက်ထပ်ဘာလုပ်မလဲဆိုတာစီစဉ်နေကြပါတယ်ဒီလာကဓာပြမျက်နှာဖုံးဆွတ်လိုက်ပေမဲ့ကေကတားလိုက်ပါတယ်အခုမဟုတ်သေးဘူးမနက်ဖြန်ကလေးတွေကြောင်းသွားတဲ့အချိန်မှာငါတို့ဝင်လောက်ကြမယ်ငါတို့ခိုးဝင်ပြီး Toy 9ကိုယူသွားရင်ဘယ်သူမှသိမှာမဟုတ်ဘူးလို့ပြောပါတယ်အဲ့ဒီညနောက်ပိုင်းမှာလန်ကအိပ်ယာဝင်ဖို့ပြင်နေတော့အဖေပို့ထားတဲ့ပါဆယ်ထုတ်ကိုသတိထားမိသွားပါတယ်တိကျင်စိမ့်နဲ့အခန်းထဲယူသွားပြီးဖွင့်ကြည့်လိုက်တဲ့အခါပန်တာရုပ် electronic အယုတ်လေးဖြစ်နေပါတယ်ပါဝါခလုတ်ကိုနှိပ်လိုက်တဲ့အခါပန်တာလေးကစကားစပြောလာပါတယ်အဲ့ဒါကသူ့မိရဲ့အတန်ပါဒေါက်တာကျန်းကသူ့ကလေးတွေကိုနှစ်သိမ့်မှုပေးဖို့အတွက်အစင်းမြင့်အဲ့ညံရည်တူးကိုထည့်သွင်းပြီးသူ့ဇနီးရဲ့အတန်ကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်အမေဖြစ်သူရဲ့စကားတန်တွေကိုကြားရတော့လန်ရဲ့မျက်ဝန်းမှာမျက်ရည်တွေပြည့်ရှံလာပါတယ်ပန်တာလေးကစကား web password အသစ်တစ်ခုသတ်မှတ်ပေးဖို့တောင်းဆိုပါတယ်လန်ကခဏလောက်စဉ်းစားပြီးတစ်ခုခုကိုတိုးလေးပြောလိုက်ရမှာအဲ့ဒါကစကား web အသစ်ဖြစ်သွားပါတယ်သူကတော့ဘာမှသိမစင်စားပဲပန်တာလေးကိုဘေးမှာထားပြီးအမေကိုလွမ်းဆွရင်အိပ်ပျော်သွားပါတယ်နောက်တနေ့မနက်မှာလန်ရှောင်းယူနဲ့ဘေးတို့ကြောင်းသွားကြပါတယ်အဝေးကနေကေနဲ့ဒီလာတို့ကစောင့်ကြည့်နေကြပါတယ်ဒီလာကလန်ရဲ့ကြောပုတ်အိမ်မှာချိတ်ထားတဲ့ပန်တာလေးကိုမြင်သွားပါတယ်လန်ကအဲ့ဒီပန်တာလေးမှာသူ့အမေရဲ့အတန်ပါဝင်လို့အရန်တန်မိုးထားပြီးဘဲသွားယူသွားမယ်လို့ကိုဘာသာကတိပေးထားတာပါတခိုးနှစ်ယောက်ကအဲ့ဒါကိုလူယူဖို့အစီအစဉ်အစ်အမြန်ဆွဲလိုက်ပါတယ်ကြောင်းသွားတဲ့လမ်းမှာလန်နဲ့တငယ်ချင်းတွေဟာခြုံအုံချာနာနဲ့သူ့ညီမလေးရှန်တို့နဲ့ဆုံကြပါတယ်ရုတ်တရက်ဒီလာကနောက်ကနေပြေးလာပြီးလန်ရဲ့အိတ်ထဲကပန်တာလေးကိုလူယူပြီးထွက်ပြေးပါတယ်ဒါပေမဲ့ရှောင်းယူကအကုန်မြင်လိုက်ပါတယ်သူကချက်ချင်းပဲတခိုးနောက်ကိုအမြန်ပြေးလိုက်ပါတယ်ခြုံအုံရဲ့အကူအညီနဲ့ရှောင်းယူကဒီလာကိုဖမ်းမိသွားပြီးရက်တပြက်ကိုခံပညာတွေနဲ့နှိမ့်နှင်းလိုက်ပါတယ်သူတို့နှစ်ယောက်ပန်တာလေးကိုပြန်လူယူနိုင်ခဲ့ပါတယ်အဲ့ဒီနောက်သူတို့ကျောင်းကိုရောက်လာကြပြီးရှောင်းယူကိုအတန်းထဲမှာမိတ်ဆက်ပေးပါတယ်လူတိုင်းကရှောင်းယူရဲ့ရှေးရိုးဆွဲဝတ်စုံကိုကြည့်ပြီးအံ့ဩနေကြပြီးဒီကောင်လေးကကိုခံပညာမှာတကယ်ပဲဘယ်လောက်တော်တယ်လဲဆိုတာကိုတီးတိုးပြောဆိုနေကြပါတယ်ရှောင်းယူကလည်းခြုံအုံရဲ့တိုက်ကွန်ဒိုစွမ်းရည်ကိုသဘောကျနေပါတယ်အခုတော့လူတိုင်းကနောက်ထပ်လာမဲ့ကာယအချိန်မှာရှောင်းယူရဲ့အရေးချင်းတွေကိုမြင်ရဖို့မစောင့်နိုင်အောင်ဖြစ်နေကြပါတယ်ကာယအချိန်မှာတော့ရှောင်းယူကသူ့ရဲ့ခန္ဓာကိုယ်ပျော့ပြောင်းမှုနဲ့လျှက်စစ်လိုမြန်ဆန်တဲ့အရှိန်ဟုန်တွေကြောင့်လူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်သူ့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်လုံးလို့ကာယဆရာတော်အံ့ဩပြီးနေကြည့်နေခဲ့ရပါတယ်အတန်းပြီးတော့ရှောင်းယူနဲ့ဘေးတို့ဟာလန်ရှိရာတိုက်ကွန်ဒိုလေ့ကျင့်ရေးခန်းမစီသွားကြပါတယ်ရှောင်းယူကခြုံဝန်းရဲ့နီးစနစ်တွေကိုတေချာစောင့်ကြည့်နေပါတယ်ရှောင်းယူကြည့်နေတာကိုတီးတော့ခြုံဝန်းကလူစွမ်းပြတဲ့အနေနဲ့ပိုခက်ခဲတဲ့ကွက်တွေကိုထုတ်ပြပါတယ်အဲ့ဒီညလူတွေအကုန်အိပ်ပျော်နေချိန်မှာကေနဲ့ဒီလာတို့ဟာပန်တာကိုခိုးဖို့အိမ်ထဲကိုခိုးဝင်လာကြပြန်ပါတယ်ကေကအရင်တက်လာပေမဲ့ရှားဆောင်ပင်ပေါ်တက်ကျသွားပါတယ်စူးတွေစိုက်ကုန်လို့တူနာကျင်စွာညှိတွားနေရပါတယ်ဒါတောင်သူတို့ကဆက်တိုးပြီးအိမ်ထဲကိုတိတ်တဆိတ်ဝင်လာကြပါတယ်ဒါပေမဲ့ရှောင်းယူကအိပ်မနေပါဘူးသူကအဲ့ခန်းထဲမှာခြုံဝန်းလေ့ကျင့်တာမြင်ခဲ့တဲ့ကွက်တွေကိုလေ့ကျင့်နေတာပါရုတ်တရက်ကျူးကျော်သူနှစ်ယောက်ကိုသူမြင်သွားပါတယ်အစမှာတော့သူကပုံနေပြီးသူတို့ကိုခြောက်လန့်ဖို့နီးလန့်အချို့သုံးခဲ့ပေမဲ့နောက်တော့တိုက်ခိုက်ပါတော့တယ်ရက်တပြက်အရှိန်ဟုန်နဲ့ထူးချွန်တဲ့ကိုခံပညာတွေသုံးပြီးရှောင်းယူကသူတို့နှစ်ယောက်လုံးကိုနှိမ်နင်းပြီးအိမ်ပြင်ရောက်အောင်မောင်းထုတ်လိုက်ပါတယ်ဒါပေမဲ့ရုံးရင်ဆန်ခတ်ဖြစ်နေတော့မှတကိုးတွေကပန်တာစစ်ထိုင်းနဲ့အမတ်နဲ့ရေငွေးထုတ်ဆက် humidifier ပန်တာရုပ်ကိုမှားယူသွားကြပါတယ်သူတို့ကအောင်ပွဲခံပြီးမစ္စတာရှန်စီပြန်သွားကြပါတယ်ရှန်ကအဲ့ဒါပန်တာအစ်မဟုတ်တာမြင်တော့ဒေါသတကြီးနဲ့သူတို့ကိုပြင်းထန်အပြစ်ပေးပြီးဘလို့ပဲလှုပ်ငါထုံးနိုင်ကိုလိုချင်တယ်အယောင်းဝယ်ကဂတိပေးပြီးသားဝယ်မဲ့သူက3ရက်အတွင်းရောက်လာတော့မှလို့အော်ဟစ်ပါတယ်နောက်တနေ့မနက်မှာကျောင်းသားတွေကတိုက်ကွန်ဒိုခန်းမမှာစုဝေးပြီးခြုံအုံရဲ့လေ့ကျင့်ခန်းကိုကြည့်နေကြပါတယ်
ရှန်ရှန်ကနောက်ပြောင်ပြီးရှောင်ယူကငါအကူနဲ့ရှင်တိုက်တင်တယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲကေနဲ့ဒီလာတို့ကမိန်းကလေးတွေဖြစ်ရုပ်ဖြက်ပြီးခိုးဝင်လာကြပါတယ်သူတို့ကအခွင့်အရေးကိုစောင့်ရင်းနောက်နားမှာတိတ်တဆိတ်ထိုင်နေကြပါတယ်ပွဲဆပါပြီးရှောင်ယူနဲ့ခြုံဝန်းလို့စင်ပုံမှာရင်ဆိုင်ကြပါတယ်လူတိုင်းကစိတ်လှုပ်ရှားစွာနဲ့ဝိုင်းအောင်ကြည့်ရင်အားပေးနေကြပါတယ်လူတွေအာယုံများနေတာကိုအခွင့်ကောင်းယူပြီးကေနဲ့ဒီလာတို့ကလန်ရဲ့အိတ်စီကိုကတ်သွားပြီးပန်နာကိုထုတ်ယူဖို့ကြိုးစားကြပါတယ်ဒါပေမဲ့ဘေးကမြင်သွားပြီးတခိုးလို့អော်လိုက်ပါတယ်ချက်ချင်းပဲចောင်းသားအားလုံးလှည့်ကြည့်လိုက်ကြပြီးရုံရင်ဆန်ခတ်တွေဖြစ်ကုန်ပါတော့တယ်ကလေးတွေဟာဝိုင်းအောင်လာပြီးရုပ်ဖြတ်ထားတဲ့လူလိမ်နှစ်ယောက်ကိုအားရှိသမျှဝိုင်းဝန်းတိုက်ခိုက်ကြပါတယ်ခမ်းမတစ်ခုလုံးစူညံတန်တွေနဲ့ရှုပ်ထွေးသွားပါတော့တယ်အဲ့ဒီအချိန်မှာကာယဆရာပြေးဝင်လာပြီးအားလုံးကိုရက်ဖို့အမိန့်ပေးပါတယ်ဒီလိုရုံရင်ဆန်ခတ်ဖြစ်နေတော့မှပဲကေခဲနဲ့ဒီလာဒဲလာတို့ဟာလွတ်အောင်ရုံထွက်သွားနိုင်ခဲ့ပြီးဒီတစ်ခါမှာတော့သူတို့လက်ထဲမှာထရိုင်းနိုင်အစ်စ်ပါသွားခဲ့ပါပြီခဏအကြာမှာတော့ရဲတွေရောက်လာပါတယ်လန်ကအဲ့ဒီတခိုးတွေကျမရဲ့ပန်တာလေးကိုခိုးသွားကြတယ်လို့ရှင်းပြပါတယ်ရဲရရှိတွေကပန်တာရုပ်ရဲ့ပုံမှန်တံနဲ့တန်တရားရှိသူတွေရဲ့အချက်လက်တွေကိုမှတ်သားသွားပါတယ်နောက်တော့ចောင်းသားအားလုံးခမ်းမကိုအတူတူတန်ရှင်းရေးလုပ်ကြပါတယ်ဒါပေမဲ့ရှောင်ယူလန်ချွန်အုံးနဲ့ဘေးတို့ကတော့တခိုးတွေကိုသူတို့ဘာသာသူတို့လိုက်ဖမ်းဖို့တိတ်တဆိတ်အစီအစဉ်ဆွဲကြပါတယ်တစ်ဖက်မှာတော့မစ္စတာရှန်ရဲ့ဂေဟာစီကိုထောင်းနိုင်အစ်စ်ရောက်ရှိသွားပါတယ်သူကဒေါက်တာကျန်းကိုလည်းပိတ်လောင်ထားပြီးသားပါဒါပေမဲ့ပန်နာလေးကိုစကားဝက် password နဲ့ပိတ်ထားပြီးအဲ့ဒီစကားဝက်ကိုလန်တယောက်ပဲသိပါတယ်မစ္စတာရှန်ကအနားကပ်ပြီးစကားဝက်ကဘာလဲလို့ဟိဟောက်မေးမြန်းပါတယ်ဒေါက်တာကျန်းကငါမသိဘူးလို့ပြက်ပြက်သားသားပဲဖြေပါတယ်ရှန်ရဲ့အဖွဲ့သားတွေကထောင်းနိုင်တဲ့ကိုဖောက်ထွင်းဝင်ရောက်ဖို့အကြိမ်ကြိမ်စူးစမ်းပေမဲ့ဘာမှမထူးခြားပါဘူးရှန်ကတော့ဒေါသထွက်နေပါတယ်ထောင်းနိုင်ထဲမှာဝက်ထားတဲ့ program ဟာဒေါ်လာတန်ပေါင်း100တန်ကြီးရှိပေမဲ့စကားဝက်မပွင့်မချင်းတော့အဲ့ဒီစီစဉ်ဟာအိမ်မက်တစ်ခုလိုပါပဲပန်တာလေးပျောက်သွားတာ2ရက်ရှိသွားပါပြီရဲတွေကလန်ကိုဒီကိစ္စနောက်ွယ်မှာဂိုင်းကြီးတစ်ခုရှိနေတယ်လို့ငါတို့ယုံကြည်တယ်သူတို့ကိုခြေရာခံဖို့စူးစမ်းနေတယ်လို့ပြောပါတယ်မစ္စတာရှန်ကနာယီပေါင်းများစွာဆက်တိုက်စူးစမ်းနေပေမဲ့ထောင်းနိုင်ကပွင့်မလာပါဘူးစိတ်ပြက်ရာကနေဒေါသအဖြစ်ပြောင်းလဲသွားပါတယ်သူကစကားဝက်ကိုလိုချင်လွန်းလို့ဒေါက်တာကျန်းကိုထပ်ခါတလဲလဲရိုက်နှက်ပါတော့တယ်ကျန်းကတော့အပြောမခံပါဘူးအဲ့ဒီမှာရှန်ကရက်ဆက်ရုပ်မာတဲ့အကြံတစ်ခုရသွားပါတယ်ဒေါက်တာကျန်းရဲ့ဖုန်းထဲကိုအတန်မက်ဆေ့ချတစ်ခုဝင်လာပါတယ်အဲ့ဒါလန်စီကပါဒီနေ့ကလန်ရဲ့မွေးနေ့လေအဖေမွေးနေ့ပွဲက6နာရီမှာစမှာနော်အချိန်မီပြန်လာခဲ့ပါလို့သူမကမက်ဆေ့ချထဲမှာတချင်းဆိုပြီးပြောထားတာပါရှန်ကအေးဆက်ဆက်ပြုံးလိုက်ပါတယ်တမီးဖြစ်သူကိုပြန်ပေးဆွဲလိုက်ရင်အဖေဖြစ်သူစီကစကားဝက်ကိုအတင်းအကျပ်ညှစ်ထုတ်လို့ရမယ်လို့သူဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညနေမှာခြုံအုံးဘေးရှောင်ယူနဲ့ရှန်ရှန်တို့ဟာမွေးနေ့လက်ဆောင်ဝယ်ဖို့ဈေးထဲမှာရောက်နေကြပါတယ်အိမ်မှာတော့လန်နဲ့သူမရဲ့တငယ်ချင်းတွေမွေးနေ့ပွဲအတွက်ပြင်ဆင်နေတော့အဖေပြင်ကိုရောက်နေပြီဆိုတဲ့မက်ဆေ့ချတစ်ခုတက်လာပါတယ်လန်ကခြံဝင်းတကားစီပြေးသွားပေမဲ့အဲ့ဒီမှာကားမဲတစ်စီးရပ်ထားတာကိုတွေ့လိုက်ရပါတယ်ကားထဲမှာရှန်ရဲ့လူတွေနဲ့အတူဒေါက်တာကျန်းကိုကျိုးတုပ်ပါဆက်ပိတ်ပြီးဖမ်းထားတာကိုတွေ့လိုက်ရပါတယ်လန်ကတန်တရားနဲ့အနားတိုးသွားပါတယ်ရုတ်တရက်ကျန်းကပြေးတော့လန်လို့အော်ဟစ်လိုက်ပါတယ်သူမမပြေးနိုင်ခင်မှာပဲလူမိုက်တစ်ယောက်ကသူမကိုဖမ်းဆီးလိုက်ပါတယ်အနီးနားတင်ရှိနေတဲ့ခြုံဝန်းနဲ့ရှောင်ယူတို့ကအော်တန်ကြားလို့ကူညီဖို့ပြေးလာကြပါတယ်လူမိုက်ကခြံတကားကိုဆွဲဖွင့်ပြီးရှောင်ယူကိုအတင်းတွန်းထုတ်လိုက်လို့သူလဲကျသွားပါတယ်ခြုံအုံးကအဲ့ဒီလူကိုဝင်တိုက်ပေမဲ့ထိုလူဟာလေ့ကျင့်ထားတဲ့တိုက်ခိုက်ရေးသမားဖြစ်နေလို့ခြုံအုံးကိုပြန်ရိုက်ထုတ်ပြီးကားနဲ့မောင်းထွက်သွားပါတယ်လန်ပြန်ပေးဆွဲခံလိုက်ရပါပြီသူတို့လက်မလျှော့ကြပါဘူးခြုံအုံးကရှန်ရှန်ကိုရဲခေါ်ဖို့ပြောပြီးသူနဲ့ရှောင်ယူကကားနောက်ကိုလိုက်ကြပါတယ်သူတို့မသိလိုက်တာကတော့ဘေးဟာနောက်ကနေတိတ်တဆိတ်လိုက်ပါသွားခြင်းပါရှန်ရဲ့ဂေဟာမှာပြန်ပေးသမားတွေကဒေါက်တာကျန်းနဲ့လန်တို့ကိုမစ္စတာရှန်ရှိမှချထားလိုက်ပါတယ်နှစ်ယောက်လုံးကလတ်ထိုင်မှာကျိုးတုတ်ခံထားရပါတယ်ရှန်ကလန်ရဲ့လေဘင်းမှာဓာတ်တင်ပြီးကျန်းကိုစကားဝက်ကိုပြောစမ်းမပြောရင်မင်းသမီးအသေးပဲလို့ချိန်ချောက်ပါတယ်လန်ကလည်းထိတ်လန့်တကြားနဲ့ဘာစကားဝက်လဲလို့ပြန်អော်လိုက်ပါတယ်အဲ့ဒီစကားလုံးကထူးခြားတဲ့အရာတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ခိုးယူခံထားရတဲ့29ထဲကအာယုံခံကရိယာဟာလန်ရဲ့အတန်ကိုဖမ်းယူမိသွားပါတယ်အဲ့ဒါဟာသူမှတ်သားထားတဲ့အတန်ဖြစ်နေတာပါစက်တန်လေးမြည်လာပြီးနောက်မှာတော့အယုတ်လေးဟာအလိုလျောက်ပွင့်သွားပါတော့တယ်ရှန်ရဲ့မျက်နှာဟာအောင်မြင်မှုကြောင့်ဝင်းလက်သွားပါတယ်သူကတော့အလုပ်ပြီးပြီလို့ထင်နေပေမဲ့ဒေါက်တာကျန်းရဲ့မျက်နှာကတော့ပြတ်သွားပါတော့တယ်အပြင်ဘက်မှာတော့ကေနဲ့ဒီလာတို့ကကင်းဆောင်နေကြတော့ဒီလာကအိမ်သာသွားဖို့ခဏထွက်လာပါတယ်အဲ့ဒီမှာခြုံဝန်းကနောက်ကနေတိတ်တဆိတ်ကပ်ပြီးသူ့ကိုတတိလစ်အောင်ရိုက်ချလိုက်ပါတယ်ရှောင်ယူကလည်းကေကိုအပြင်ထွက်လာအောင်ညှားခေါ်ပြီးခဏချင်းမှာပဲအိပ်ပျော်သွားအောင်နှိမ်နှင်းလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဝယ်ယူမဲ့သူရောက်လာပါတယ်မစ္စတာအန်ဒါဆန်ဟာပတ်စံလွှဲဖို့ရောက်လာချိန်မှာတော့အပြင်ဘက်ကနေခက်တိုးတိုးအတန်တစ်ခုကြားလိုက်ရပါတယ်တန်တရားဖြစ်သွားတဲ့ရှန်ကသူ့ရဲ့ယုံကြည်ရတဲ့လူတစ်ယောက်ကိုအပြင်ထွက်စစ်ခိုင်းပါတယ်ဒါပေမဲ့တတိရှိပြီးပါနက်တဲ့ဘေးကအဆောက်အဦတဲကိုကြိုတင်ခိုးဝင်နေပြီးသားပါသူကအယောင်းဝယ်ဖြစ်နေတာတွေထောင်းနိုင်တဲ့အကြောင်းတွေနဲ့ပတ်စံလွှဲတာတွေကိုအကုန်စောင့်ကြည့်နေပါတယ်သူကအန်ဒါဆန်ရဲ့ကွန်ပျူတာနားကိုဘယ်သူမှမသိအောင်တိတ်တဆိတ်ကပ်သွားပြီးပတ်စံလွှဲမဲ့အကောင့်နံပါတ်ကိုပြောင်းပစ်လိုက်ပါတယ်ပြီးနောက်အရေးထဲမှာပဲပြန်ပုံးနေလိုက်ပါတယ်အပြင်မှာတော့ရှန်ရဲ့လူတစ်ယောက်ကအတန်ကြားရကိုထွက်စစ်ရင်းလဲနေတဲ့ကေကိုတွေ့သွားပါတယ်သူလန့်သွားပြီးဒီလာစီပြေးသွားပေမဲ့ခြုံဝန်းနဲ့ရှောင်ယူတို့ကနောက်ကနေအလစ်ဝင်တိုက်လိုက်ပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေကမြန်ဆန်တိကျလွန်းတာကြောင့်စက္ကန့်ပိုင်းအတွင်းမှာပဲအဆောင်လဲကျသွားပါတယ်ခြုံဝန်းကသွားတော့ရှောင်ယူလန်ကိုသွားကြတော့ဘလို့အော်ပြောလိုက်ပါတယ်အထဲမှာတော့မစ္စတာရှန်နဲ့မစ္စတာအန်ဒါဆန်တို့ရဲ့အယောင်းဝယ်ကပျက်စီးနေပါပြီအန်ဒါဆန်ကပတ်စံလွှဲလိုက်ပြီလို့ပြောပေမဲ့ရှန်ရဲ့အကောင့်ထဲကိုပတ်စံဝင်မလာပါဘူးအခြေအနေကတင်းမာသွားပြီးနှစ်ယောက်သားဒေါသတကြီးညှင်းခုန်ကြပါတော့တယ်ရှန်ကပတ်စံမရရင် program ကိုမပေးနိုင်ဘူးလို့ညင်းပါတယ်အဲ့ဒီအချိန်မှာဘေးကသူတို့နောက်ကနေတိတ်တဆိတ်သွားပြီးအဖေနဲ့အမဖြစ်သူကိုကျိုးပြပေးဖို့ကြိုးစားနေပါတယ်ဒါပေမဲ့အတန်နှဲငယ်ထွက်သွားတာကိုရှန်ကကြားသွားပြီးဘေးကိုဖမ်းမိသွားပါတယ်
အဲ့ဒီအချိန်မှာပဲရှောင်းယူကတကားကိုကန်ဖွင့်ပြီးဝုန်းကနေဝင်လာပါတယ်ရှန်ရဲ့လူတွေနဲ့အန်ဒါဆန်ရဲ့အဆောင်တွေကရှောင်းယူကိုဝိုင်းတိုက်ကြပေမဲ့ရှောင်းယူရဲ့လျှက်စစ်လိုမြန်ဆန်တဲ့အရှိန်နဲ့ရှောင်းလင်းတိုင်းစွမ်းရည်ကသူတို့ကိုတယောက်ပြီးတယောက်နှိမ်နင်းလိုက်ပါတယ်ဘေးကလည်းသူ့အဖေနဲ့လန်တို့ကိုကြိုးဖြစ်ပေးနိုင်ခဲ့လို့ဘေးကင်းသွားကြပါပြီအခုတော့အခန်းထဲမှာရုံးရင်းဆန်ခတ်တွေဖြစ်နေပါတယ်ရှန်အန်ဒါဆန်နဲ့ဒေါက်တာကျန်းတို့ဟာ Touring 9 program ကိုရဖို့အလူရက်ဖြစ်နေကြပါတယ်လန်နဲ့ဘေးတို့ကလည်းရှောင်းယူနဲ့အတူပူးပေါင်းပြီးကြံတဲ့လူမိုက်တွေကိုဝိုင်းတိုက်ကြပါတယ်ခဏအတွင်းမှာပဲလူမိုက်တွေအားလုံးသတိလစ်ကုန်ကြပေမဲ့ရှန်ကတော့အသေးအတန်နဲ့ program ကိုဆွဲယူပြီးထွက်ပြေးပါတယ်ရှောင်းယူနဲ့ကြံတဲ့သူတွေကနောက်ကလိုက်ကြပါတယ်အပြင်မှာတော့ခြုံဝန်းဟာရှန်ရဲ့ထိတ်တန်းတိုက်ခိုက်ရေးသမားနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေရတော့မှာအဲ့ဒီလူကအရန်တန်မာလုံးလို့ခြုံဝန်းကိုအပြင်းအထန်ဒဏ်ရာရစေခဲ့ပါတယ်ရှန်ရောက်လာတဲ့အခါသူလွတ်အောင်ပြေးနိုင်ဖို့အတွက်သူ့တပည့်ကိုအားလုံးကိုတားထားဖို့အမိန့်ပေးပါတယ်အခုတော့ရှောင်းယူကအဲ့ဒီတိုက်ခိုက်ရေးသမားနဲ့တယောက်ချင်းရင်ဆိုင်ရပါပြီရှောင်းယူကသူ့ရဲ့ရှောင်းလင်းစရာတင်ပေးခဲ့တဲ့မြကိုပြန်တွေးပြီးအသက်ကိုဝါးဝါရှူလိုက်ပါတယ်ပြီးတော့သူ့ရဲ့နောက်ဆုံးအင်အားတွေကိုစူးစီးပြီးအပြင်းထန်ဆုံးတိုင်းကွက်တစ်ခုနဲ့တိုက်ခိုက်လိုက်ရာထိုလူဟာမြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်တစ်ဖက်မှာလည်းဒေါက်တာကျန်းပေးနဲ့လန်တို့ကရှန်ကိုပိတ်ဆို့ထားလိုက်ပါတယ်ရှန်ဟာထိတ်လန့်တကြားနဲ့ခြေချော်ပြီးလေးလံနဲ့တက်တာပုံတွေအောက်ကိုပြုတ်ကျသွားပါတယ်ဒေါက်တာကျန်းလည်းသူ့ရဲ့အဖိုးတန် Touring 9 program ကိုပြန်ရရှိသွားပါတယ်ခဏအကြာမှာတော့ထုံးစံအတိုင်းရဲတွေကနောက်ကျပြီးမှရောက်လာပါတယ်ရှန်အန်ဒါဆန်နဲ့သူတို့လူတွေကိုတော့အခင်းဖြစ်နေရမှာတင်ဖမ်းဆီးလိုက်ပါတယ်အရာအလုံးပြန်လဲအေးချမ်းသွားပါပြီရှောင်းယူနဲ့သူ့တငယ်ချင်းတွေဟာဒဏ်ရာနှဲငယ်ရခဲ့ပေမဲ့ပြုံးနိုင်ခဲ့ကြပါတယ်ဒေါက်တာကျန်းကသူ့ကလေးတွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးအခုကစပြီးမင်းတို့ကိုတယောက်တည်းဘယ်တော့မှပြစ်မထားတော့ဘူးလို့ပြောပါတယ်လန်ကလည်းမျက်ရည်တွေကြားကပြုံးပြီးသမီးတို့လည်းအဖေကိုဘယ်တော့မှမခွဲတော့ဘူးလို့ပြန်ပြောပါတယ်ကျောင်းရဲ့နှစ်ပတ်လည်အခမ်းအနားမှာတော့ရှောင်းယူနဲ့သူ့တငယ်ချင်းတွေဟာရဲတွေကိုကူညီပြီးရာဇဝတ်ကိုင်းကိုဖမ်းပေးခဲ့တဲ့အတွက်စင်ပေါ်မှာဂုံပြူစုချင်းမြင့်ချင်းခံရပါတယ်တကြောင်လုံးကရှောင်းယူကိုဝိုင်းဝန်းအားပေးကြပါတယ်သူဟာတကြောင်လုံးကကလေးတွေကိုစူးစမ်းအားထုတ်ဖို့ခိုင်မာစွာယုံကြည်ဖို့နဲ့လက်သီးနဲ့တွေမဟုတ်ဘဲနှလုံးသားနဲ့ပါတိုက်ပွဲဝင်ဖို့လှုံ့ဆော်ပေးနိုင်ခဲ့သူပါဒီဇလန်လေးကတင့်ကိုစိတ်လှုပ်ရှားစေခဲ့ရင်နောက်ထပ်ဇလန်ကောင်းတွေအတွက် subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦး